ကျမတရားစခန်း3ရက်နဲ့ကဘာမှမထူဘူးနော်ဒါပေမဲ့ကိုကအတွေ့အကြုံလေးရယ်နောက်ကိုအိမ်မှာကိုဖာကိုအားတဲ့အချိန်ထိုင်ခြင်းနီးတိအောင်ပေါ့ဒီနီးကတော့မဟာစီနီးရှင်ဒါတတ္တမယန္တိဆရာတော်ဖရာကြီးရဲ့နော်အဲ့ဒီမဟာစီနီးနဲ့တင်နဲ့တရားကြောင်းပေါ့သွားခဲ့တာအဲ့တော့သူကအဲ့ဒီကက်ဆက်တွေဖွင့်ပြတယ်ရှင်ကက်ဆက်တွေဖွင့်ပြတော့ကက်ဆက်ကအတန်းဝါတော့လေကျမသိပ်ပြီးတော့နားမရှင်းဘူးဒါပေမဲ့လေကံကောင်းကျင်တော့စာအုပ်ရခဲ့တယ်အဲ့စာအုပ်ရခဲ့တယ်အဲ့တော့စာအုပ်ကနေပြောပြမယ်နော်စာအုပ်ကနေပြောပြမယ်တရားထိုင်တဲ့အကြောင်းသိချင်တဲ့သူတွေနော်ထိုင်တဲ့အခါလေဘာဒီလဲဆိုတာနော်တတ္တမယန္တိရိတ်တာနာယကဆရာတော်တဲ့ဒီဆရာတော်ကနေနိုင်ငံခြားလဲသွားပြီးတော့ဒီတရားစခန်းနေဖွင့်တဲ့အခါကျသူဟောတဲ့ဟာတွေကိုဖတ်ပြတဲ့ဟာကိုစာအုပ်ပေါ့နော်ကဲအစီအနစ်လေးတွေဖတ်ပြမယ်ကိုတိတဲ့ဟာလေးတွေဆရာတော်ကပြောတာမြင်တဲ့လူဟာမြင်ပေမဲ့တဲ့အကန်းလို့ကျင့်ရမယ်တဲ့ကြားတဲ့လူကကြားပေမဲ့နားပင်းတယ်လို့ကျင့်ရမယ်စကားပြောတတ်သူကတယ်လို့ကျင့်ရမယ်တဲ့အားရှိပေမဲ့တဲ့အင်းအားနည်းတယ်လို့ကျင့်ရမယ်တဲ့တရားထိုင်တဲ့လူကတော့ကိုကဘာလိပ်ပေါ်ဘာဖြစ်လို့လဲဆိုတော့ဆရာတော်ကပြောတာတရားထိုင်တဲ့လူကတဲ့လောကီနဲ့လောကုတ္တရာမတူဘူးပေါ့လောကီသမားကတော့လှင်နေရတယ်ဘာမှမဆိုမြင်ရတယ်ကြားရတယ်သိရတယ်ဖြတ်နေဘာမှမဆိုဟာဈေးကွက်ကဒီလိုဟေးငါကားတွေဝယ်လိုက်မယ်ဟေးပြီးရင်ခါတဲ့အမြတ်ကြီးစားပြီးပြန်ရအောင်လိုက်မယ်ဟေးပေါ့ဟာအိမ်ဈေးတွေတက်နေပြီပတ်စံပန်းမထားနဲ့အဲ့လိုမျိုးပေါ့နော်ဟာဟိုမိမကြီးမှာပတ်စံရှိတယ်ထင်တယ်ငါသွားပြီးတော့ချီးမယ်ပေါ့အဲ့လိုပေါ့နော်ဟာဘယ်ဟာတော့ဈေးရောင်းကောင်းမှာပဲပေါ့ဟာပညာဆိုလဲဘယ်ကိုသင်မဲ့ပါမယ်အဲ့လိုလှင်းနေတာပေါ့နော်လောကီသမားတော့လောကုတ္တရာသမားတော့အားလုံးဘာမှမမြင်သလိုအကန်းလိုမျိုးခါတဲ့အဲ့လိုမျိုးလိုမျိုးနေမှသာတရားကိုမြင်မယ်တဲ့ဝိပဿနာတရားအားထုတ်သောပုဂ္ဂိုလ်တွေကမျိုးရွာမှာနေသလိုမျက်စိကြဲကြဲပြန့်ကြည့်ပြီးတော့စိတ်တွေပြန့်လွင့်နေရင်တမာတိမဖြစ်နိုင်ပါဘူးတဲ့တမာတိမဖြစ်လို့ရှင်ဝိပဿနာဉာဏ်လည်းမဖြစ်တော့ပါဘူးအဲ့တော့အဲ့ကကြတော့ဒါကြောင့်မို့မျက်စိကိုတဲ့အကန်းသလိုကျင့်ရမယ်တဲ့အဲ့လိုကန်းသလိုကျင့်ရမယ်ဆိုတာမျက်စိမိတ်ထားရမယ်လို့ပြောတာမဟုတ်ဘူးမြင်လေတဲ့မြင်ကမတ်တာမြင်နေဆိုတဲ့စိတ်မှာထားရမယ်နော်အဲ့တော့မြင်နေကြားတယ်ဆိုလဲကြားတယ်ငါကြားတယ်အဲ့လိုပဲထားရမယ်တဲ့ကြားတယ်နော်အဲ့ဒါကြောင့်မလို့မြင်ကမတ်တာပေါ့နော်နောက်စက်ခုံအိဒရီကိုလည်းစောင့်ထိန်ရမယ်နော်မြင်ဖို့ဆိုတာလေအနောက်ကလည်းအကြည်လွာရှိမှဟိုကလည်းအလင်းရောင်ရှိမှနော်နှလုံးသွင်းတာရှိမှမြင်တာတဲ့အဲ့တော့မြင်တာကိုမြင်ကမတ်တာနော်အဲ့လိုကြည်နိုင်မှာတဲ့အဲ့တော့မှာတဲ့တရားထိုင်တာတဲ့တရားတက်မယ်တဲ့အဲ့တော့မျက်စိအိန္ဒြေစောင့်တယ်နော်မျက်စိအိန္ဒြေစောင့်တာတဲ့စောင့်စည်းပြီးနေတာတဲ့နော်အဲ့ဒါမျက်စိအိန္ဒြေကိုစောင့်တာအဲ့လိုပဲကြားရင်လဲကြားကမတ်တာနာအဲ့လိုကြားကမတ်တာအဲ့လိုတဲ့နေတဲ့ဝိပဿနာတရားအားထုတ်ကစကားပြောတတ်ပေမဲ့လဲစွန့်အားသလိုနေရမယ်တဲ့အဲ့တော့စကားတွေသိပ်ပြောနေအဲ့မှာဆိုရင်တရားစခန်းမှာလုံးဝစကားမပြောရဘူးเนาะစကားပြောရင်နဲ့အမှတ်တွေကျဲသွားမယ်ကိုကအမှတ်နေတာဆိုစကားပြောလို့မရဘူးကိုပြောရင်လည်းသူများကိုလည်းအနှောက်အယှက်ဖြစ်စေတယ်ကောအားရှိပေမဲ့လေတဲ့လူမမာလို့ကျင့်ရမယ်တဲ့ဘာဖြစ်လို့ကိုကအားရှိတယ်ဆိုမြင်လာလျှောက်ကိုလုံနေလို့ရှိရင်ပေါ့เนาะအဲ့ဒါဆိုရင်အဲ့ရကိုအနှုတ်အမူအရာမြန်နေရင်မှတ်သိစိတ်ကမမီနိုင်တော့ပြစ္ဆုတ်ပံတက်မနေဘူးဖြစ်ကိုအကုန် slow down လုပ်လိုက်ရတယ်တရားသွားတာတရားစခန်းရောက်တာနဲ့အကုန် slow down စကားဆိုလည်းမပြောနဲ့နော်ပြစ္ဆုတ်ပံတက်ရှုရမယ်အဲ့ဒါတွေပြောနေမြင်နေတယ်ကြားနေတယ်ဆိုလို့ရှိရင်ကိုကတရားစခန်းမှာနော်ရုပ်တရားနတ်တရားတို့ရဲ့သဘောကိုမတွေ့သည့်သဖြင့်တဲ့တရားမတွေ့ဖြစ်တတ်ပါတယ်တဲ့နော်အဲဒါကြောင့်ယောဂီဆိုတာနော်အဲဒါကြောင့်မလောကီနဲ့လောကုတ္တရာကဆန့်ကျင်လျက်ရှိတယ်တဲ့နော်အဲ့လိုမျိုးပြောပြတာအဲ့ဒါထူးကြတယ်เนาะ
နော်လောကီတို့မဟုတ်ဘူးတဲ့ဒါတစ်ချက်နော်အဲ့ဆရာတော်ကြီးကနိုင်ငံခြားမှာတော့တစ်ချက်ဟောတာအဲ့ဒါကိုမှတ်ထားပါဒါကြောင့်မို့တရားစခန်းရောက်တာနဲ့လုံးဝစကားမပြောနဲ့တော့ဘာလှုပ်လို့လဲနေလေးလှုပ်ရတယ်နေလေးလှုပ်ရတယ်ဘာမဆိုဘာ motion ပဲဖြစ်ဘာပဲဖြစ်ကိုလည်းလှုပ်ရှားရင်လည်းစဉ်းစားပြီးမှလှုပ်ရတယ်နောက်ပြီးတစ်ထစ်ချင်းတစ်ထစ်လှုပ်ရတယ်နော်အဲ့တော့ကြားရင်လည်းကြားတယ်ဟိုတရားထိုင်နေတော့အတန်နေကြားတယ်အပြင်ကအတန်နေကြားတယ်ပဲမှတ်မြင်လည်းမြင်တယ်ပဲမှတ်လူတွေသွားတယ်ပါအဲ့ဒါအဓိကအချက်တစ်ခုပေါ့နော်နောက်ပိုင်းကျန်တဲ့အချက်တွေပြောပြပါမယ်